လည်းရှိတာသမီးဖေးပြန်လာပြီလားခိုင်းထားတယ်ကဲသမီးလည်းရှိတော့ဆိုတော့ဖေးတခါလေးမိတ်ဆက်ပြီမယ်နော်ဒါကမခိုင်းနဲ့သမီးရဲ့မေမေအစ်စ်လေဖေးသမီးကိုလည်းဘာမှမတိုင်မြင်ဘူးနော်အဖေလှုပ်ရှင်တာတွေအဖေလှုပ်လာခဲ့တယ်သူကနောက်ဆိုအဖေတို့နဲ့နေပါသမီးသမီးအမေနေရာမှာဘယ်သူမှအစားမထိုးနိုင်ဘူးနော်ဖေးလည်းဖေးလှုပ်ရှင်တာဖေးလှုပ်သမီးလည်းသမီးလှုပ်ရှင်တာသမီးလှုပ်မှာနော်ဒီမှာသမီးအဖေပြောတာနားတော့သမီးအမေမရှိခင်တည်းကအဖေတို့ဆေးပေးမျိုးဆိုတာလိုတယ်လေသမီးရောအဖေဆောက်ရှောက်ခဲ့တာဒီရွယ်ထိပဲလေသမီးရဲ့သမီးဘက်ကလက်မခံနိုင်ဘူးလို့အဖေကပြောပြီးပြီနော်သမီးနဲ့တက်တူရွယ်တူဖြစ်နေတယ်လေဖေးမစင်စားဘူးလားပတ်ဝန်းကျင်ကပြောလာခဲ့ရင်ရောအဖေဘယ်လိုပြောမလဲသမီးလုံးဝလက်မခံနိုင်ဘူးနော်ဖေးသမီးထိုင်အောင်ကိုကြီးရထားလိုက်ပါအစဆိုတော့သူပဲလက်ခံနိုင်ပါမလဲဒီတဆိုးလေးမို့လို့ကိုကြီးကအလိုလိုက်တာတော့အခုလိုစိုးနေတာခိုင်းအောင်လေအားနာပါလေခိုင်းရပါရဲ့ခိုင်နာလဲပါရဲ့ဘာမှဖြစ်ဘူးနော်ကိုကြောက်နေတော့ဘာမှဖြစ်နေတော့ဘာမှဖြစ်ဘူးနော်ဒီကြောက်နေတော့ဖိုးကြီးမရှိတော့မအောင်ဖုံးဆက်မှာပဲဟယ်လိုမောင်လားအော်မပြောနေမမောင်ပြောဆက်ရှိရဲ့တိလားဟဲ့လားဘာလုပ်လဲမရဲ့ဖိုးကြီးလေမောင်ဆက်ကျွတ်တကုံအန်ထားရဲ့မောင်ရဲ့ဟဲ့လားဟုတ်တယ်မရတော့တာပဲကွာတော့မှာပေါ့ဒီနေ့ကြာလဲမောင်ပတ်စံလွှဲပေးမယ်နော်မောင်ဟုတ်ကဲ့မောင်မဖုန်းစောင့်နေမယ်နော်ချစ်တယ်နော်မောင်ချစ်တယ်နော်မအဘတတမိမယုံမဖိုင်လာပြောနေရလဲအခုနေကငါအဖေမရှိတော့လင်ငယ်နဲ့ဖုံးခိုးပြောနေပါလေနေရဲ့တယုံမှန်နေပေါ်လာပြီပေါ့လေဒီဆွဲကြည့်အောင်ဘယ်ရရလဲဒါငါအမေဆွဲကြည့်သိချင်နေဖေမေးကြည့်ပေါ့ပြန်ပေးအခုချက်ချင်းချွတ်နေနဲ့မတောင်ဘူးဟဲ့ဆမနေကဘာလဲငါအဖေစီကပစ္စည်းတွေအမွေမဲ့လို့နေယူထားတာမဟုတ်လားအခုတော့နေကလင်ငယ်ကိုအန်းချင်လို့လေပြန်ပေးနေနဲ့မတောင်ဘူးချွတ်အခုချက်ချင်းပြန်ချွတ်နေဖဲလို့ပြောနေနော်ချွတ်လုံးဘာလို့ဖြစ်နေကြလဲကိုကြီးသမီးပေါ့ခိုင်ကိုဆွဆွဲနေတယ်ဆွဲကြိုးလဲအတင်းလူနေတယ်ရှာနှခွနဲ့မွေဟောက်မဟမ်နေစောနာလင်ငယ်နဲ့ဖုံးပြောနေတာငါနာနဲ့ဆက်ဆက်ကြားရလေဒီဆွဲကြိုးကလည်းငါအမေဆွဲကြိုးနေလို့မိမမျိုးနဲ့မတန်ဘူးဒီဆွဲကြိုးအဖေကိုယ်တိုင်ကြည့်ပြီးလို့ပေးတာအဖေကြည့်ပြီးမှသမီးမကြည့်ပြီးဘူးလေဒါသမီးမေလေသမီးကအမေမတော်နိုင်ဘူးသမီးနဲ့ရွယ်တူဖြစ်နေတဲ့မိမတယောက်ကိုအမေမတော်နိုင်ဘူးဟာနေအောင်ငယ်တည်းကဘယ်လိုဆုံးမထားလဲနေတော်တော်ရိုင်းပါလားရိုင်းနေဖေးရိုင်းနေရအောင်လုပ်တာအဖေပဲမိမရုပ်ဟမ်နေလင်ငယ်နဲ့ဖုံးပြောနေတာငါနာနဲ့ဆက်ဆက်ကြားတယ်လေအဖေမယုံဘူးဆိုသူ့ဖုံယူစစ်ကြည့်လိုက်မဟုတ်ပါဘူးကိုကြီးရယ်ခိုင်မောင်လေးကိုမဟုတ်ဖိုးပေးနေတာအဲ့ဒါကို तू ကဆွဆွဲနေတာလင်ငယ်နဲ့ဆိုရကိုကြီးရယ်ကိုကြီးလည်းသိတယ်မလားခိုင်မောင်လေးရှိရယ်လေသိတယ်လေကိုကြီးသိတယ်ဒီမှာသမီးနင်ကမောင်လေးဆိုလို့ရှိရင်မောင်လို့ခေါ်မလားသမီးနေသူပြောလိုက်ဆွဲမနေတယ်ဘာမှမသိပဲနဲ့အဖေသူဖုံးခိုးပြောနေတာသမီးနာနဲ့ဆက်ဆက်ကြားတာလေအဖေဒီသမီးဒီလောက်တော့ပြောမြငါကိုကြီးကလည်းကြားတယ်မလုပ်ပါနဲ့ဒီလိုဖြစ်နေတာနင်းကြောက်ဖြစ်နေတာငါတို့သားဖကြမှာနင်ဝင်ရှောက်နေတာဒီလောက်တော့ပြောမြဆိုမြတော်ငါမစီရနေထွက်သွားတယ်ဒီလိုမိမမျိုးနဲ့လည်းတက်အိမ်နဲ့တူတူမနေနိုင်ဘူးအဖေကောင်းကောင်းနှောင်လာရမယ်ဒီလိုမိမကြောက်ဟောအရေးရကွာဖိုင်ရကြံနေခဲ့ရသေးတယ်ဟုတ်သွားခဲ့ပြီဟယ်လိုမောင်ဖုန်းဆက်တာလေဘာမှဖုန်းဆက်တာလေဖိုးရခုမှထွက်သွားလို့မောင်ရဲ့ငါပတ်စံ350လဲထားတာမောင်ရရဲ့လားရောက်တယ်ရောက်အဲ့ဒါလေဖိုးကြီးအန်းထားတဲ့ဆွဲကြိုးလေးမရောင်းမောင်ပေးလိုက်တာနော်တိလားဟမ်မလီစကားရမ်းတက်တကယ်ပဲနောက်ထပ်လဲမှာအဖိုးကြီးနာထက်ချူလိုက်မယ်နော်မောင်တိလားဟုတ်ကဲ့ပါမဟုတ်ရမ်းချက်တာပဲအဲ့ဒါကြောင့်အမမိုင်မောင်ချစ်တယ်နော်ဒီမှာဟဲ့ကိုကြီးตายာနေတယ်ပေါ့ဟောက်တာမှာလေကိုကြီးရဲ့မင်းနေကလည်းမင်းตายာနေတယ်ပေါ့ပါဘူးကိုကြီးကလည်းခုဒီမင်းတိတ်နေထုံးမဲ့လားကိုကြီးရဲ့ခိုင်ရှင်းပြစီတဲ့ရစားမတုံးကောက်လာပြီးတော့ဟုတ်ပါဘူးကိုကြီးရဲ့ကိုကြီးအထင်လွဲနေတာဟာမျက်နှာချိုးလက်သွဲမနေနဲ့ဘာမဟုတ်တာလဲငါတပီပြောတော့ဂျုံခဲ့ရမှာဟုတ်ပါဘူးလို့ပြောနေတာဟာကိုကြီးမင်းလုံးမွေဟောက်လုံးမင်းမကွာငါမင်းနဲ့တူတူနေရတနာတယ်ကိုကြီးရဲ့ခိုင်ရှင်းပြပါမယ်ဟောဆမ်းပါမင်းငါဘာမှလာမပြောနဲ့ငါမင်းရှင်ကျမရိုက်ရမလို့နော်ဆိုင်တယ်ကွာကျမမဟုတ်လို့လားကျမလက်ပါငါမင်းရယူခဲ့ပြီငါနောက်ရကြတယ်ကွာရှစ်လို့တကြားအိုကြီးရောလေကျမကလည်းချစ်လုံးလုံးယူထားထင်နေရလားဒါဆိုမင်းကောက်ဘာလို့ယူသေးလဲဘာလို့ယူသေးလဲတော့ကျမအုံနောက်မရှိဘူးလားရှင်မစင်းစားနိုင်ဘူးလား
သက်ရွယ်နဲ့ကျမလိုအသက်ရွယ်နဲ့ရှင့်ကိုယူရအောင်ကျမကလေပို့ပြီးတော့တနာတည်ရသိလား တနိုင်မင်းငါ့ဘောဆေးဝါးရောက်ငါ့ဘောဆေးဝါး စင်းသွားမှာပါကျမလည်းရှင့်လိုလူနဲ့လည်းတက်လောက်မနေနိုင်ပါဘူး ဆေးအခုဆေးမင်း စင်းသွားမှာစိတ်ချရှင့်လိုတက်ကြားအိုယူလည်းတက်လောက်မပြုတ်စုနိုင်ပါဘူးနော်ချစ်လည်းမချစ်ပါဘူးရှင့် ဒီမိမကွာ